ကလာကျွန်တော်ယာရီတမရကြီးမင်းအောင်ဝယ်လေဒီလက်ဖက်တော့ပါခင်ဗျလက်ဖက်တော့ what ဝယ်လေဒီငါတလာပါခင်ဗျငါတလာဟုတ်ကဲ့နီးပါသုံးဆောင်ပါခင်ဗျဒါကျွန်တော်အိမ်မှာလှုပ်လာတာကျွန်တော်မိမစောက်ခေါ်မှကိုယ်တိုင်တတိစေတာပူနွေးလေးချက်ပေးတာအဆွေတော်တို့တဲ့စောက်ပါခင်ဗျသုံးဆောင်ကြီးပါကောင်းပါအဲ့ကျွန်တော်တော်ပေးချင်လို့โอเคလက်ဖက်အုပ်လက်ဖက်ရည်အသင်ချက်ပြုတ်လာတဲ့ငါတလောက်ပေါင်းတို့နဲ့တိတ်ခင်းအခန့်ခဲ့ရာနိုဗာစီဗီဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များကမြေရှက်စွာတုံးဆောင်ခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကမြမရိုးရာစားတောက်ဖွယ်ရများနဲ့ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါတယ်။စားကောင်းလားခင်ဗျ။စားကောင်းလား။ဒါဆွေတော်တို့အတွက်ကျွန်တော်အိမ်မှာပူနွေးလေးလုပ်လာတာ။ โอเคနော်။စားကောင်းလို့ရှိရင်ကျွန်တော်ကိုလည်းယာလီတမလိုက်ဖြစ်အိမ်မှာပြပေးပါ။ကျွန်တော်နိုင်ငံမှာရွေးကောက်ပွဲရှိလို့ no 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 Okay okay